ကဘာကျော်အားကစားဖက်နဲ့အမတ်တစိတ်တွေဖြစ်တဲ့ Adidas နဲ့ Puma ကုမ္ပဏီပိုင်ရှင်တွေဟာတကယ်တော့ညီအကိုအရင်ခောက်တွေဖြစ်တာသိပါသလားဒါပေမဲ့ဘာကြောင့်သူတို့နှစ်ယောက်ဟာတစ်သက်လုံးရန်သူတွေဖြစ်သွားကြတာလဲဆိုတဲ့နောက်ွယ်ကအညူအတေးသမိုင်းမှန်ကရုပ်ရှင်ထက်တောင်ပိုပြီး drama ဆန်ပါတယ်ဗျာလွန်ခဲ့တဲ့1920ဝန်းကျင်ကဂျာမနီနိုင်ငံရဲ့မြို့လေးတစ်မြို့မှာ Adolf နဲ့ Rudolf ဆိုတဲ့ဒါစလာညီအကိုနှစ်ယောက်ဟာမိခင်ရဲ့မိဖို့ချောင်းထဲမှာပဲအားကစားဖက်နဲ့တွေကိုလက်နဲ့လှုပ်ဝက်စမ်းသက်တီထွင်ခဲ့ကြတာဗျာအကူဖြစ်သူ Rudolf ကဈေးကွက်ရှာဖွေရေးကျွမ်းကျင်ပြီးညီဖြစ်သူ Adolf ကတော့ဖက်နဲ့ဒီဇိုင်းဆွဲတာအရန်ပါတာမျိုးသူတို့ရဲ့ဖက်နဲ့လုပ်ငန်းဟာဂျာမနီမှာအရန်ကိုအောင်မြင်လာခဲ့ပါလေဗျာဒါပေမဲ့ဒုတိယကမ္ဘာစစ်ကြီးဖြစ်လာတဲ့အခါကန့်လန့်ကနောက်ွယ်ကသူတို့ရဲ့ lifestyle နဲ့နိုင်ငံရေးအယူအဆတွေကတဖြည်းဖြည်းပွင့်ပြီးလာပြီးအကြီးအကျယ်စကားများရန်ဖြစ်ခဲ့ကြတယ်ဗျာအဆိုးဆုံးကတော့စစ်အတွင်းဘုံခုချင်းတစ်ခုထဲမှာညီဖြစ်သူ Adolf ကဒီကောင်မတွေပြန်လာပြန်ပြီလို့ရည်လို့လိုက်တာအကူဖြစ်သူကသူ့မိသားစုဆဲတယ်လို့အထင်မှားသွားခဲ့တာပါပဲနောက်ပိုင်းမှာအကူဖြစ်သူစစ်တုံးပန်းဖြစ်ဖမ်းဆီးခံရတဲ့အခါဒါဟာညီဖြစ်သူကတစ္ဆာဖောက်ပြီးတိုင်လိုက်တာလို့တစ်သက်လုံးအညူအတေးကြီးသွားခဲ့တော့ပါဗျာအဆုံးမှာတော့1948ခုနှစ်မှာညီကူနှစ်ယောက်လမ်းခွဲခဲ့ကြတယ်ညီဖြစ်သူ Adolf ကသူ့နာမည်ကိုအစားပြုပြီး Adidas ကိုထောင်ခဲ့တယ်အကူဖြစ်သူ Rudolf ကလည်းနှစ်တစ်ဖက်ကမှ Puma ကုမ္ပဏီကိုပြိုင်ဘက်အဖြစ်တည်ထောင်ခဲ့တာဖြစ်ပါလေဗျာသူတို့ရဲ့ရန်မျိုးကြောင့်သူတို့ရဲ့မျိုးတူသားတို့ပါဘေးဖက်နဲ့စီးလေးဆိုတာကြည့်အုပ်စုမစုကွဲသွားခဲ့တဲ့အထိစီးပွားရေးစစ်ပွဲဟာအင်းထန်ခဲ့ပါလေဗျာဆိုတော့ဒီကူအရင်လူရဲ့မုန်းတီးလူကလည်းကဘာကျော်လာခဲ့တယ် Adidas နဲ့ Puma ရဲ့သမိုင်းမှာသဘောကျရင်လားတငယ်ချင်းတွေကအခုတူတာရတော့အခုပဲရှေ့ပြီးတတိပြေးလိုက်အခုစီးပွားရေးလောကကစမ်းပြားတဲ့ရွှေ့ဝက်ချက်တွေထပ်ကြည့်ဖို့ KND ကိုလည်း follow လုပ်ထား